Blue Law က player တယောက်ချင်းစီတိုင်းမှာသူတို့တခြားသူတွေနဲ့မတူအောင်လုပ်ပေးတဲ့ကိုယ်ပိုင် talent တစ်ခုစီရှိကြပါတယ်။ Isagi ဆိုရင်ကွင်းတစ်ကွင်းလုံးက connection ကိုချက်ချင်းနားလည်နိုင်တဲ့ vision နဲ့ football IQ, Bachira ရဲ့ထူးခြားတဲ့ dribbling, Chigiri ရဲ့ speed, Barus ရဲ့ physical ability နဲ့ shooting ဆိုပြီးတယောက်နဲ့တယောက်အားသာချက်တွေမတူညီကြပါဘူး။ဒါဆိုရင် Nagi ရဲ့ talent ကရောဘာလဲ။အဲ့ဒါကိုဒီနေ့ဗီဒီယိုမှာပြောပြပေးချင်ပါတယ်။ခုလိုမျိုးဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel ကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ Nagi ကဘောလုံးစကစားတာမကြသေးသလို training ဆင်းဖို့ပြင်းမိမယ်။သူစီဘောလုံးရောက်လာပြီဆိုတာနဲ့ trapping ကိုအံ့ဩစရာကောင်းအောင်လုပ်ပြနိုင်ပါတယ်။ trapping ဆိုတာကိုယ်စီရောက်လာတဲ့ဘောလုံးကိုပထမဆုံး first shot နဲ့ငြိမ်သွားအောင် control လုပ်တာပါ။ဒါကအခြေခံအဖြစ် player တိုင်းလုံးနိုင်တဲ့ basic skill တစ်ခုပါပဲ။ဒါပေမဲ့ Nagi အတွက်ကတော့ဒီ basic skill ကပဲသူ့ရဲ့အကြောင်းစရာအကောင်းဆုံး weapon ဖြစ်လာပါတယ်။ဘလောက်ပဲအချိန်ပြင်းပြင်းရောက်လာတဲ့ဘောလုံးဖြစ်ဖြစ်အမြင့်ကနေမြင်မြန်ကျလာတဲ့ဘောလုံးဖြစ်ဖြစ် defender တွေဖိအားပေးထားလို့ထင်ရခက်တဲ့ဘောလုံးဖြစ်ဖြစ် Nagi က first shot တစ်ချက်တည်းနဲ့ဘောလုံးဆက်ကစားရအဆင်ပြေမဲ့ position ကြီးထိန်းချုပ်ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ Nagi ရဲ့ trapping ဟာရိုးရိုးဘောလုံးထိန်းတဲ့ skill မဟုတ်ပဲတိုက်စစ်ကိုချက်ချင်းအကောင့်ထဲပေါ်လိုက်တဲ့ဂိုးသွင်း weapon တစ်ခုအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ဒါကြောင့် Nagi ရဲ့ trapping ကဒီလောက်ထူးခြားတာလဲဆိုပြီးမေးစရာရှိလာပါတယ်။ဒါကတော့သူ့ရဲ့ body control နဲ့ natural physical ability ကြောင့်လို့ပြောလို့ရပါတယ်။ Nagi ကဘောလုံးကို control လုပ်တဲ့အခါခြေထောက်တစ်ခုလည်းသုံးတာမဟုတ်ပဲ balance, feasibility, coordination ပြီးတော့ ball ရဲ့ speed နဲ့ direction ကိုပါတစ်ခါတည်းချိန်တာပါ။ဒါကြောင့် Nagi ကဘောလုံးကိုပုံမှန်မဟုတ်တဲ့နေရာကနေရောက်လာရင်တော့သူ့ခန္ဓာကိုယ်ကိုအခြေအနေနဲ့ချက်ချလိုက်ပြီးပြောင်းလဲနိုင်ပါတယ်။ Nagi ရဲ့ကြောက်စရာအကောင်းဆုံးအချက်တစ်ခုကတော့ဘောလုံးရောက်လာတဲ့အချိန်မှာအခြေအနေကိုချက်ချင်းတုံ့ပြန်ပြီးဆုံးဖြတ်နိုင်တဲ့ instinctive reaction ပါ။ဒါဟာကွင်းထဲမှာကြိုလေ့ကျင့်တာမျိုးမရှိပဲဘောလုံးရောက်လာတဲ့ microsecond အတွင်းမှာပဲဘယ်လို trapping မျိုးနဲ့ဂိုးသွင်းရမလဲဆိုတာကိုသူ့ရဲ့ဗီဇဆက်အတိုင်းချက်ချင်းဆုံးဖြတ်ပြီးကစားသွားတာဖြစ်ပါတယ်။ Nagi ရဲ့ trapping ကတစ်ခါတလေ defender တွေအတွက်အရင်ကြောက်စရာကောင်းလာပါတယ်။ဘာလို့လဲဆိုတော့ player တယောက် match လုပ်တဲ့အခါသူ့ရဲ့ movement ကိုခတ်မှန်းလို့ရနိုင်ပါတယ်။ဒါပေမဲ့ Nagi ရဲ့ first touch နဲ့ဘောလုံးရဲ့ direction ကိုပါပြောင်းလဲပေးနိုင်တာကြောင့် Nagi ဘယ်ဘက်ကိုသွားမလဲ။ဘောလုံးကိုဘယ်နေရာမှာ control လုပ်မလဲ။နောက်တစ်ချက်မှာဘာလို့ရမလဲဆိုတာ defender တွေအတွက်ခတ်မှန်းရပို့မခက်ခဲသွားပါတယ်။ဒီနေရာမှာပဲ Nagi ရဲ့ talent ကပိုပြီးရှင်းလင်းလာပါတယ်။ Nagi ရဲ့ talent ကို trapping တစ်လုံးနဲ့သတ်မှတ်လိုက်ရင်မပြည့်စုံပါဘူး။ Nagi ရဲ့ talent ကတော့တဘာဝအတိုင်းပါလာတဲ့ extraordinary ball control နဲ့ trapping ability ဖြစ်ပါတယ်။ပြီးတော့ဒီ talent ကို creativity နဲ့ physical ability တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ Nagi က blue law ထဲမှာတခြား player တွေနဲ့မတူတဲ့ genius striker တစ်ယောက်ဖြစ်လာတာပါ။ကဲ brother တို့က Nagi အပြင်တခြားဘယ် player နဲ့ talent ကမိုက်သေးတယ်ဆိုတာကိုcomment မှာဝင်အောင်ညှင်းခုန်နိုင်ပါတယ်ခင်ဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ကြရတော့ပေါ့။